အောင်မြင်မှုဆိုတာကောင်းငင်ကကြာလာတာမဟုတ်ဘူးဒီနေ့မှာတော့ဘိုးလုံးလောကရဲ့သမိုင်းဝင်ဂန်ဒဝင်ကစားသမားကြီးခရစ္စတီယာနိုရိုနယ်ဒိုရဲ့ကြမ်းတမ်းလွန်းတဲ့ဘဝအစအကြောင်းကိုပြောပြပေးသွားမှာပါဖေဖော်ဝါရီလမှာမွေးဖွားသူတိုင်းကိုဂရုစိုက်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့တင်ဟာကဘာကျော်ကစားသမားကြီးရိုနယ်ဒိုနဲ့မွေးလာတူနီလို့ပါပဲရိုနယ်ဒိုကို1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာပေါ်တူဂီနိုင်ငံမာဒီယာမြို့လေးမှာမွေးဖွားခဲ့ပါတယ်သူရဲ့ဘဝအစဟာတုံညကနေစားခဲ့တာလို့ပြောလို့ရပါတယ်ငယ်စဉ်ဘဝကပန်းခင်းလန်းမဟုတ်ခဲ့ပဲစိန်ခေါ်မှုတွေအများကြီးကိုရင်ဆိုင်ခဲ့ရပါတယ်အဖေကတော့ဥယျာဉ်မှုတရားဖြစ်တယ်လို့ဒေတာကန်ဘောလုံးအသင်းလေးတစ်ခုမှာပစ္စည်းကိရိယာထိန်းသိမ်းခြင်းတာဝန်ခံအဖြစ်အချိန်ပိုင်းအလုပ်လုပ်ကင်ခဲ့ရပါတယ်သူဟာအရက်အလွန်အကျွံတောက်တဲ့အဲကိုဟောလီဇမ်ဝေဒနာကိုခံစားနေတဲ့သူတစ်ယောက်ပါသူ့အဖေကတော့မိသားစုကိုလှုပ်ကြွေးမှုအတွက်စာပုံမှုအဖြစ်ရောအိမ်ဖော်အထွတ်ပါပင်ပန်းအလုပ်လုပ်ခဲ့ရသူပါဒါပေမဲ့ရိုနယ်ဒိုရဲ့ဘောလုံးအပေါ်ထားတဲ့ယူသွက်မှုကတော့တားဆီးလို့မရအောင်ပြင်းထန်ခဲ့ပါတယ်အသက်12နှစ်အရွယ်မှာစပိုတင်းလစ်ဘွန်အသင်းကိုစမ်းသပ်လူရွေးခံဖို့အခွင့်အရေးရခဲ့ပါတယ်။၃ရက်ကြာစမ်းသပ်အပြီးမှာတော့ပေါ်တူဂီကနာမည်ကြီးအသင်းကသူ့ကိုစာချုပ်ချုပ်ဆိုဖို့ဆုံးဖြတ်ခဲ့ပါတယ်။အသက်14နှစ်မှာတော့ဘောလုံးကိုပဲအာယုံစိုက်ဖို့အတွက်ကျောင်းကနေထွက်ခဲ့ပါတယ်။ဒါပေမဲ့သူဟာနှလုံးခုန်လုံးမမှန်တဲ့ယောဂါကြောင့်အားကစားသမားဘဝကနေရက်တန့်လူနီးပါဖြစ်ခဲ့ပါသေးတယ်။ကံကောင်းစွာနဲ့ပဲခွဲစိမ်းမှုအောင်မြင်ခဲ့ပြီးရက်အနှဲ့ငယ်အတွင်းမှာပဲကွင်းထဲကိုပြန်ရောက်လာခဲ့ပါတယ်။အသက်18နှစ်အရွယ်မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာတော့ဆာအဲလက်စ်ဖာဂူဆန်ကိုအထင်ကြီးစေခဲ့ပါတယ်။ဖာဂူဆန်ကဒီကောင်လေးကိုမခေါ်ပဲငါတို့ဒီကွင်းကနေမထွက်ဘူးလို့တောင်ဆိုခဲ့ပါတယ်။ဒါဟာကမ္ဘာအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာမယ်ရိုနယ်ဒိုရဲ့ခရီးစဉ်အစပဲဖြစ်ပါတော့တယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုသိကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ထားဖို့မမေ့နိုင်ဘူးနော်။အောင်မြင်မှုဆိုတာကောင်းငင်ကကြာလာတာမဟုတ်ဘူး။ဒီနေ့မှာတော့ဘိုးလုံးလောကရဲ့သမိုင်းဝင်ဂန်ဒဝင်ကစားသမားကြီးခရစ္စတီယာနိုရိုနယ်ဒိုရဲ့ကြမ်းတမ်းလွန်းတဲ့ဘဝအစအကြောင်းကိုပြောပြပေးသွားမှာပါ။ဖေဖော်ဝါရီလမှာမွေးဖွားသူတိုင်းကိုဂရုစိုက်ပါတယ်ခင်ဗျာ။ဘာလို့လဲဆိုတော့တင်ဟာကဘာကျော်ကစားသမားကြီးရိုနယ်ဒိုနဲ့မွေးလာတူနီလို့ပါပဲရိုနယ်ဒိုကို1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာပေါ်တူဂီနိုင်ငံမာဒီယာမြို့လေးမှာမွေးဖွားခဲ့ပါတယ်သူရဲ့ဘဝအစဟာတုံညကနေစားခဲ့တာလို့ပြောလို့ရပါတယ်ငယ်စဉ်ဘဝကပန်းခင်းလန်းမဟုတ်ခဲ့ပဲစိန်ခေါ်မှုတွေအများကြီးကိုရင်ဆိုင်ခဲ့ရပါတယ်အဖေကတော့ဥယျာဉ်မှုတရားဖြစ်တယ်လို့ဒေတာကန်ဘောလုံးအသင်းလေးတစ်ခုမှာပစ္စည်းကိရိယာထိန်းသိမ်းခြင်းတာဝန်ခံအဖြစ်အချိန်ပိုင်းအလုပ်လုပ်ကင်ခဲ့ရပါတယ်သူဟာအရက်အလွန်အကျွံတောက်တဲ့အဲကိုဟောလီဇမ်ဝေဒနာကိုခံစားနေတဲ့သူတစ်ယောက်ပါသူ့အဖေကတော့မိသားစုကိုလှုပ်ကြွေးမှုအတွက်စာပုံမှုအဖြစ်ရောအိမ်ဖော်အထွတ်ပါပင်ပန်းအလုပ်လုပ်ခဲ့ရသူပါဒါပေမဲ့ရိုနယ်ဒိုရဲ့ဘောလုံးအပေါ်ထားတဲ့ယူသွက်မှုကတော့တားဆီးလို့မရအောင်ပြင်းထန်ခဲ့ပါတယ်အသက်12နှစ်အရွယ်မှာစပိုတင်းလစ်ဘွန်အသင်းကိုစမ်းသပ်လူရွေးခံဖို့အခွင့်အရေးရခဲ့ပါတယ်၃ရက်ကြာစမ်းသပ်အပြီးမှာတော့ပေါ်တူဂီကနာမည်ကြီးအသင်းကသူ့ကိုစာချုပ်ချုပ်ဆိုဖို့ဆုံးဖြတ်ခဲ့ပါတယ်အသက်14နှစ်မှာတော့ဘောလုံးကိုပဲအာယုံစိုက်ဖို့အတွက်ကျောင်းကနေထွက်ခဲ့ပါတယ်ဒါပေမဲ့သူဟာနှလုံးခုန်လုံးမမှန်တဲ့ယောဂါကြောင့်အားကစားသမားဘဝကနေရက်တန့်လူနီးပါဖြစ်ခဲ့ပါသေးတယ်။ကံကောင်းစွာနဲ့ပဲခွဲစိမ်းမှုအောင်မြင်ခဲ့ပြီးရက်အနှဲ့ငယ်အတွင်းမှာပဲကွင်းထဲကိုပြန်